အားလုံးပဲမင်္ဂလာပါရှင်ကျွန်မဒီနေ့မိဘတွေကိုအရန်အရေးကြီးတဲ့အကြောင်းအရာတစ်ခုကိုကျွန်မကဝေမျှလိုပါတယ်အဲ့ဒါဘာအကြောင်းလဲဆိုတော့ pedophile ရဲ့အကြောင်းပါဆိုတော့ pedophile ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ဒီ pedophile ဆိုတာကကလေးတွေနဲ့လိင်ဆက်ဆံခြင်းနဲ့ယောဂရှိတဲ့သူတွေကို pedophile လို့ခေါ်ခြင်းဖြစ်ပါတယ်အဲ့ဒါကဘသူတွေဘာကြောင့်ဘလို့တွေဖြစ်နိုင်လဲဆိုတာကျွန်တော်တို့တူတူလေးလာကြည့်ရအောင်သူတို့တွေကဘလို့မျိုးကလေးတွေကိုလိင်ဆက်ဆံလဲဘလို့မျိုးလုပ်လဲဆိုတာကျွန်တော်ပထမဦးဆုံးအနေနဲ့ကြည့်ရအောင်ပေါ့နော်ဆိုတော့သူတို့ဘလို့လုပ်လဲဆိုတော့ကျွန်တော်တို့ဒီအင်္ဂလိပ်လိုဆို grooming stage ပေါ့နော်ကလေးတွေကသူကဘာလုပ်လဲဆိုတော့ကလေးတွေရဲ့ယုံကြည်မှုကိုယူတယ်ကလေးတွေခင်မင်လာအောင်လုပ်တယ်ဆိုတော့များသောအားဖြင့်ဒီသူတို့မရင်းနှီးတဲ့ကလေးတွေကိုဒီဇိုင်းတွေကိုလှုပ်တာနည်းပါတယ်သူတို့ကဘယ်သူတွေကိုလှုပ်လဲဆိုတော့ရင်းနှီးမှုရလာအောင်လှုပ်တယ်ပြီးလို့ရှိရင်ယုံကြည်မှုရလာအောင်လှုပ်တယ်ကလေးတွေကသူတို့ကိုယုံကြည်ပြီးရင်းနှီးပြီးပြီးလို့ရှိရင်ခင်မင်မှုရှိပြီဆိုရင်သူတို့ကဒီကလေးတွေကိုဖြည့်ဆည်းပစ်ပါတယ်ဒီလိုမျိုးလေးဆက်ဆံမှုတွေပြုတ်ပါတယ်အဲ့ဆိုတော့ကျမတို့ကမိဘတွေမေးစရာရှိဟဲအဲ့ဒါဆိုရင်တော့ဒီလိုမျိုးလူတွေကိုကျမတို့ဘယ်လိုမျိုးတွေးနိုင်မှာလဲဘယ်လိုမျိုးsport ပေါ့နော်ဘယ်လိုမျိုးဖော်ထုတ်နိုင်မှာလဲလို့မေးခွန်းရှိတယ်ဖော်ထုတ်လို့မရပါဘူးဒီလိုလူတွေကလေနှစ်ဖူးမှာစာတက်ထားတာလည်းမဟုတ်ဘူးပြီးလို့ရှိရင်အဆွေရှိတာလည်းမဟုတ်ဘူးအရာအသွေးနဲ့လည်းခွဲခြားလို့မရဘူးဘာဖြစ်လို့လဲဆိုဒါကစိတ်ယောဂတစ်မျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ထဲကနေလာတာပေါ့နော်ဆိုတော့ကျမတို့ကဘသူတွေဖြစ်နိုင်လဲဆိုရင်ကျမတို့ဘသူမဆိုဖြစ်နိုင်တယ်အဖေလည်းဖြစ်နိုင်တယ်အဖေရင်ကိုယ်နိုင်လည်းဖြစ်နိုင်တယ်အမေရင်ကိုယ်နိုင်လည်းဖြစ်နိုင်တယ်အချစ်ရဆုံးဦးလေးလည်းဖြစ်နိုင်တယ်ဒေါ်လေးလည်းဖြစ်နိုင်တယ်ကျမတို့အရန်ယုံကြည်အားကိုးရတဲ့လေးစားရတဲ့ကျမတို့ဘာသာရေးခေါင်းဆောင်တွေလည်းဖြစ်နိုင်တယ်အဲ့ဒီခါကျတော့ကျမတို့ကဒါကနည်းနည်းတော့risk ပေါ့နော် tricky ရှိရပေါ့အဲ့ဒီခါကျတော့ကျမတို့ကဘာလုပ်ရမှာလဲဆိုစိတ်ထဲမှာရှိပေါ်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမပြင်ပန်းကနေမတွေ့နိုင်တဲ့အတွက်ကြောင့်မလို့ကျမတို့နေတူပေါ့နော်တာသမီတွေကိုဘသူတွေနဲ့စကားပြောနေလဲဘယ်လိုမျိုးတွေလုပ်နေလဲသူတို့ရဲ့အမှုအရာတွေကဘယ်လိုတွေလဲဆိုတာကျမတို့တတိလေးထားဖို့အတွက်လိုအပ်ပါတယ်အဲ့ဒါကြောင့်မလို့ကျမတို့ဒီပတ်ဝန်းကျင်မှာရှိတဲ့ကလေးတွေပဲဖြစ်ဖြစ်ကိုသားသမီးတွေပဲဖြစ်ဖြစ်ဒီလိုလူတွေရဲ့သားကောင်တွေမဖြစ်အောင်လို့ကျမတို့လူကြီးတိုင်းပေါ့နော်မိဘတိုင်းကလေးတွေကိုပြုစုပြောင်းထောင်နေတဲ့လူကြီးတိုင်းကတာဝန်ရှိပါတယ်ကျမတို့ဒီအနေနဲ့ကနေကာကွယ်ပါစောင့်ရှောက်ပါမဖြစ်ခင်ကြိုတင်ကာကွယ်တာအကောင်းဆုံးဖြစ်ပါတယ်ဖြစ်ပြီးသွားပြီဆိုရင်တော့ဒီလိုမျိုးတွေကလေးတွေလိမ့်မိုင်းဆိုင်ရာပြုတ်ကျင့်ခံလိုက်ရပြီဆိုရင်တော့ကျမတို့ကလေးတွေပေါ်မှာစိုးကျိုးတွေအများကြီးတက်ရောက်နိုင်ပါတယ်အဲဒါကြောင့်မလို့ကျမတို့ရဲ့အနာဂတ်ကောင်းဆောင်တွေဖြစ်တဲ့ကလေးတွေကိုကျမတို့ပြီးပတ်ဝန်းကျင်မှာကိုယ်အိမ်မှာရှိတဲ့ကိုသားသမီးတွေပတ်ဝန်းကျင်မှာရှိတဲ့ကလေးတွေကိုကျမတို့အနာဂတ်ကောင်းဆောင်လေးတွေကိုပြုစုပြောင်းထောင်ပြီးတော့မှဒီလိုမျိုးအနေရရှိတဲ့သူတွေကအရန်ကနေပြီးတော့မှကာကွယ်ဖို့အတွက်ကျမတို့ဒီဟာနေပြီးတော့မှမိဘတွေလူကြီးတွေကလေးတွေပြုစုဆောင်ရှောက်နေတဲ့သူတွေအကုန်လုံးကိုကျွန်မဒီကနေပြီးတော့မှတိုက်တွန်းနှိုးဆော်ပါတယ်ဖိတ်ခေါ်ပါတယ်ကျွန်မလက်တွဲပြီးတော့မှပြုစုပြောင်းထောင်ရအောင်လို့ဖိတ်ခေါ်ပါတယ်ကျေးဇူးများတင်ပါတယ်